ကျမနိုးလာတဲ့အချိန်မှာကွေးညွန့်နေတဲ့မျက်နှာပြင်တစ်ခုပေါ်ရောက်နေမှန်းသိလိုက်ရတယ်။ခြေထောက်အောက်မှာတော့အဆုံးမရှိတဲ့နှက်ဆိုင်နဲ့ချောက်နှက်ကြီးတစ်ခုကျမအယမ်းလန့်သွားပြီးနောက်ကိုဆုပ်ဖို့စူးစမ်းလိုက်တာအောက်ကိုတန်းခနဲပြုတ်ကျလူနီးပါဖြစ်သွားတယ်။ဒါကြောင့်ဘယ်မှမရွေ့ရဲတော့ပဲအဲ့ဒီနေရာမှာတင်ကြောက်ရွံ့လို့တောင်းတောင်ကြီးရက်နေလိုက်မိတယ်။ပိုဆိုးတာကကျမရဲ့ညာဘက်ခြေထောက်ကလုံးဝထုံကျင်နေပြီးလက်နှစ်ဖက်လုံးကလည်းသွေးတွေတစ်ဖြတ်ဖြတ်ထွက်နေတာမရက်တော့ဘူးကိုအတင်းစိတ်လျှော့ပြီးစိတ်အေးထားလိုက်တော့မှပတ်ဝန်းကျင်ကိုကြည့်မိတယ်ကျမရှိမှလည်းစုပ်ကင်စရာဘာမှမရှိတဲ့နောက်ထပ်ကွေးညွန့်နေတဲ့မျက်နှာပြင်တစ်ခုရှိနေပြီးဘေးတစ်ဖက်တစ်ချက်စီမှာတော့60ဒီဂရီမတ်ဆောက်နေတဲ့နယံကြီးတွေရှိနေတယ်အဲ့ဒီအချိန်မှာကျမလုံးဝကိုမျောလင်းချက်မဲ့သွားပြီးဒီလိုနေရာမျိုးကိုဘလို့များရောက်လာရတာလဲဆိုတာတွေးလို့တော့မရတော့ဘူးအဲ့ဒီနောက်အောက်ဖက်စီကနေထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရတယ်ကျမကြောက်လန့်သွားပြီးဒီနေရာကနေအမြန်ဆုံးလွတ်အောင်ပြေးမှဖြစ်မယ်ဆိုတာသိလိုက်တဲ့အပေါ်ကိုမော့ကြည့်လိုက်တော့အပေါ်ဆုံးအပိုင်းကတိတ်မဝေးလာဘူးတာနဲ့ပဲကျမစွန်စားရမယ့်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ကိုတပတ်လှည့်ပြီးအပေါ်ကိုတက်ဖို့စူးစမ်းမယ်ပေါ့အရင်ဆုံးလက်နှစ်ဖက်ကိုနယံမှာအတင်းဖိကပ်လိုက်တယ်ပြီးတော့အာယုံရှိနေသေးတဲ့ဘယ်ဘက်ခြေထောက်နဲ့အာကုန်ကန်တင်လိုက်တယ်နောက်တစ်စက္ကန့်မှာတော့ကျမအသက်ရှူရတာတောင်ကျက်သွားပြီးဘယ်မှမရွေ့ရဲအောင်ကြောက်သွားမိပြန်တယ်အဲ့ဒီအချိန်မှာပဲကောင်းကင်မှာတိမ်မဲတွေအုံမိုင်းလာပြီးတကယ်လို့မိုးရွာချလိုက်ရင်တော့နယံတွေကဒီထက်ပိုပြီးချောသွားတော့မှကျမအာယုံဆိုင်ဖို့အတင်းစူးစမ်းရင်းမလောဖို့ကိုသတိပေးလိုက်တယ်ပြီးတော့နာကျင်မှုကိုအန်တုပြီးနယံကိုပုံမြဲမြဲစုပ်ကင်နိုင်အောင်လက်ကသွေးတွေကိုတုပ်လိုက်တဲ့အပေါ်ကိုထက်တက်ဖို့စူးစမ်းရင်းမူလအနေထားကိုပြန်ရောက်လာတဲ့သွေးတွေကိုဆက်တုပ်လက်ဖွားကိုလေးမှုတ်ပြီးတော့အရင်အတိုင်းပဲထက်လုံရင်းနဲ့ဒီတစ်ခါမှာတော့တလန်းပုံမြင့်တဲ့နေရာကိုရောက်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိုးဆက်တစ်ဆက်ကကျမလက်ဖွားပေါ်ကိုကျလာတယ်ကျမအကြောက်ဆုံးမိုးကရောက်လာပြီးစက္ကန့်ပိုင်းတွင်းမှာပဲမိုးကတဲမဲမဲရွာချပါလေရောငြိမ်လေးနေအောင်ကျမခန္ဓာကိုယ်ကအောက်ကိုလျှော့ကျလာပြီးကျမအတန်ကုန်အော်ဟစ်မိတော့တာပဲအဲ့ဒီအချိန်မှာပဲလေဘင်းကဆွဲကြိုးကိုရုတ်တရက်တတိယသွားတယ်ဒါနဲ့ပဲအဲ့ဒီဆွဲကြိုးကိုလက်မှာထက်ခါတလဲလဲပတ်ပြီးနယံနဲ့ပုတ်တိုက်မှုအားပိုကောင်းအောင်ကိုနယံနဲ့အတင်းကတ်ထားလိုက်တယ်အဲ့ဒီနောက်မှာတော့အချိန်တွေဘလောက်တောင်ကုန်သွားမှန်းကျမမသိတော့ဘူး